အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကနေမိတ်ဆွေတို့ကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ MJ ဒီမာကိုရဲ့ငွေရှာနည်းလမ်း၃မျိုးအကြောင်းပါ The sidewalk the slow lane the fast lane လို့ပဲဖြစ်ပါတယ် sidewalk လို့ခေါ်တဲ့အလွတ်လမ်းကနေငွေရှာတဲ့လူတွေကကိုယ်ပိုင်စွမ်းအားနဲ့အရေးချင်းကိုမိကိုရတဲ့သူတွေပါဒါပေမဲ့သူတို့ပတ်စံဘလောက်ရသူတို့ပြန်သုံးရတာနဲ့ကုန်ပါတယ်အလွတ်လမ်းသမားတွေကပုံမှန်အားဖြင့်ဝင်ငွေကောင်းကြပါတယ်တစ်သေးဖြစ်လည်းမြန်ကြပါတယ်ဥပမာ professional အားကစားသမားနဲ့တရုပ်ဆောင်မင်းသားမင်းသမီးတွေလိုမျိုးပေါ့အလွတ်လမ်းသမားရဲ့အားနည်းချက်ကတော့သူတို့မှာအာမခံချက်မရှိဘူးဒါကြောင့်တစ်ခုခုအမှားအယွင်းဖြစ်သွားရင်ဥပမာနာမည်ကျသွားရင်ဒုက္ခရောက်ပြီဒါကြောင့်လည်းတစ်နှစ်ကိုဒေါ်လာတန်းချီဝင်တဲ့အားကစားသမားတွေအခက်မသိရင်နေ့ချင်းညချင်းလူငွေတွေဖြစ်ကုန်ကြတာပေါ့ကျွန်တော်ကတော့အလွတ်လမ်းကငွေရှာတဲ့နည်းကိုမကြိုက်ပါဘူးနောက်တစ်နည်းက slow lane လို့ခေါ်တဲ့အနေလမ်းပါသူကတော့ထုံးစံအတိုင်းတောင်းတက်အလုတ်ကောင်းရှာဝင်ငွေရဲ့ 10% ကိုစုဗန်မာထက်တစ်နှစ်ကို 9% အတိုးရဖို့မျှော်လင့်ပြီးနေသွားအသက်65နှစ်ရောက်လို့မတည်သေးဘူးဆိုရင်ဒါမှမဟုတ်လမ်းလျှောက်နိုင်သေးရင်တော့တန်းချွဲတစ်ပြေးဖြစ်ဖို့မျှော်လင့်နိုင်ပါတယ်ကျွန်တော်ကတော့အနေလမ်းကိုလုံးဝမကြိုက်ဘူးဘာလို့မကြိုက်တာလဲမေးရင်အသက်65နှစ်ရောက်မှကျွန်တော်အကြိုက်ဆုံးကားကိုမမောင်းချင်ဘူးငယ်ရွယ်တုန်းမှာပဲအဲ့ဒီကားမျိုးကိုကျွန်တော်မောင်းချင်တယ်နောက်ပြီးအနှစ်40လုံးလုံးကိုယ့်အရေးချင်းကိုရောင်းစားလိုက်ရတဲ့အဖြစ်မျိုးမဖြစ်ချင်ဘူးဝီချဲပေါ်ရောက်မှအနားယူရတဲ့အဖြစ်မျိုးမဖြစ်ချင်ဘူးစနေတနင်္လာနေ့2ရက်ကိုဘယ်မှမသွားနိုင်ပဲအိမ်မှာအဝတ်လျှော်ပြီးအိမ်တန်းရှင်းရေးလုပ်ပြီးပျော်ရွှင်ရတဲ့ဘဝမျိုးကိုမကြိုက်ဘူးတနင်္လာနေ့ကနေတောက်ကြနေ့9ရက်လုံးကိုယ့်ဟာကိုယ်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ဘဝမျိုးကိုမလိုချင်ဘူးဒါပေမဲ့လည်းအဲ့ဒီနီလန်းကလူတော်တော်များများနဲ့တင့်တော်နေတာကိုတော့စိတ်မကောင်းစွာပဲတွေ့နေရတယ်။ဘာကြောင့်လဲမေးရင်လူတော်တော်များများကအမြန်လန်းရဲ့လိုအပ်ချက်ကိုမပြည့်စည်နိုင်ကြလို့ပါ။အခုနောက်ဆုံးအမြန်လန်းတောင်းဆွေးနွေးရအောင်။အမြန်လန်းရဲ့လှည့်ဝက်ချက်ကတော့လူတွေကိုများများပေးနိုင်လေများများချမ်းသာလေပါပဲ။ကျွန်တော်ငယ်ငယ်ကဒီလိုစကားမျိုးကြားရင်အရင်စိတ်တူတယ်။ကိုယ်စိတ်ထဲမှာတွေးတာကကျွန်တော်တို့တွေပေးနေမှတော့ဘယ်လိုလုပ်ပြီးချမ်းသာမှာလဲပေါ့။လုံးဝအတိတ်ပဲမရှိတဲ့စကားလိုပဲထင်ခဲ့တယ်။အမှန်တိုင်းဝန်ခံရရင်အဲ့ဒီတုန်းကဒီစကားရဲ့အနှစ်သာရကိုတကယ်နားမလည်ခဲ့လို့ပါ။အဲ့ဒီတုန်းကကျွန်တော်နားလည်တာကပတ်စံ10သိန်းကိုယူပြီးရင်လမ်းပေါ်ထွက်လူ10ယောက်ကိုတယောက်3သိန်းစီပေးမယ်ဆိုရင်ကျွန်တော်ရှိတာပဲကုန်သွားမယ်ကျွန်တော်ဘယ်လိုလုပ်ချမ်းသာနိုင်မှာလဲပေါ့။အမှန်တကယ်ကအဲ့လိုပေးတယ်ဆိုတာအနှိမ့်ဆုံးနည်းနဲ့လူတွေကိုပေးကမ်းစွန့်ကြဲခြင်းပါ။ကျွန်တော်3သိန်းစီပေးလိုက်ရင်အဲ့ဒီလူတွေကသူတို့သုံးချင်တာရှောက်သုံးမယ်ပြီးရင်သူတို့ရဲ့ဒုံရင်ဘဝကိုပြန်ရောက်သွားမှာပဲ။ကျွန်တော်တို့လူတွေကိုတကယ်ပေးရမှာကခုပြောပြမယ်အဆင့်မြင့်နည်းနဲ့ပေးကမ်းစွန့်ကြဲခြင်းပါဥပမာမိတ်ဆွေကဆေးပညာကျွမ်းကျင်နေတဲ့သူတယောက်ဆိုပါစို့လူတွေကိုဒုက္ခပေးနေတဲ့ AIDS ယောဂါလိုကင်ဆာယောဂါတို့လိုမျိုးကိုကြောက်နိုင်တဲ့ဆေးကိုတီထွင်ပြီးသူတို့ကျန်းမာဖို့ကူညီပေးနိုင်မယ်ဆိုရင်မိတ်ဆွေတေချာပေါက်ချမ်းသာဒီမှာပြောစရာရှိလာတာကကျွန်တော်ကဆေးပညာရှင်မှမဟုတ်တာဘယ်လိုလုပ်တီထွင်နိုင်မှာလဲပေါ့ဒါဆိုရင်မိတ်ဆွေလောကကြီးကိုအခြားသောနည်းလမ်းနဲ့ကောင်းမွန်တဲ့အရာတွေများများပေးနိုင်လေလေမိတ်ဆွေတက်များများပြန်ရလေလေလို့မှတ်ထားပေးပါဒါဆိုရင်အဆင်ပြေတယ်မဟုတ်လားကျွန်တော်စောစောတုန်းကအနှေးလန်းဟာလူတော်တော်များအတွက်ပိုတင့်တော်တယ်လို့ဘာကြောင့်ပြောခဲ့လဲဆိုတော့ဒီအချက်ကြောင့်ပါပဲလူတော်တော်များများကလောကကြီးကိုအကောင်းဆုံးတွေပေးနိုင်ဖို့သူတို့ကိုယ်သူတို့မပြုစုမပြိုးထောင်ခဲ့ကြလို့ပါသူတို့တွေဝေဖန်ကြတာက MJ မင်းလူတွေကိုအိမ်မက်တွေရှောက်ပေးမနေနဲ့ထုတ်ကုန်ပစ္စည်းအသစ်တွေကိုလူတိုင်းမတည်နိုင်ဘူးကွာအောင်မြင်တဲ့စီးပွားရေးကိုလူတိုင်းမတည်ထောင်နိုင်ဘူးကွာစသဖြင့်ဝေဖန်ကြတယ်အဲ့လိုဝေဖန်မှုမျိုးတွေကြားရင်ကျွန်တော်ဒီလိုပြန်ပြောလေးရှိတယ်အတိတ်ပဲမရှိတဲ့စကားတွေကိုတော်လိုက်တော့ MJ ကိုပြစ်တင်တာတွေရက်လိုက်တော့စာအုပ်ကိုပြစ်တင်တာတွေရက်လိုက်တော့အောင်းဝန်းကျင်တဲ့အခြားသူတွေကိုပြစ်တင်တာရက်လိုက်တော့မိတ်ဆွေလောကကြီးကိုအကောင်းဆုံးမပေးနိုင်တာကမိတ်ဆွေရဲ့အပြစ်ပဲကိုယ့်အပြစ်ကိုကိုယ်တောင်းဝန်ယူပါမိတ်ဆွေအမြန်လန်းကရှောက်ချင်အပျော်အပါးအတွက် TV ကြည့်တာတွေဘီယာဆိုင်သွားတာတွေရုပ်ရှင်ရုံသွားတာတွေရက်ပြီးစာကြည့်တိုက်တို့တင်ကြားရေးခန်းမတို့ကိုသွားပါလို့ပြန်ပြောလေးရှိတယ် TV ကြည့်တာနဲ့စာကြည့်တိုက်သွားတဲ့အကြောင်းကိုတုံးလို့ပြောရပါအောင်မယ်ကျွန်တော်တက်ကတူ၄နှစ်တက်တုန်းကစာကြည့်တိုက်မှာပဲတော်တော်များအချိန်ကုန်ခဲ့တယ်အတန်းချင်းပြီးတာနဲ့စာကြည့်တိုက်ကိုတန်းသွားတယ်စာအုပ်အုပ်ကိုရွေးတယ်အဲ့ဒီညအဆောင်မှာဖတ်ဖို့အတွက်ပြီးတော့အခန်းကိုပြန်လာတယ်ကျွန်တော်ကစာဖတ်တယ်ကျွန်တော်အခန်းပေါ်ကအင်တာနက်မှာမိုးလင်းပေါက်ချက်တင်ထိုင်တယ်ကျွန်တော်အဲ့လိုစာအုပ်တွေဖတ်တော့ဘာအကျိုးမြတ်ရလဲဆိုတော့နောက်လအနည်းငယ်အတွင်းမှာလူ1000ကျော်လောက်ကိုပြန်လည်မျှဝေပေးနိုင်မဲ့ဗဟုသုတတွေရလိုက်တယ်ကျွန်တော်အခန်းပေါ်က YouTube ကိုဆက်သုံးနေတယ်သူဘာဖြစ်လို့အဲ့လိုအချိန်ပြုံးနေတာလဲဆိုတော့သူ့မှာကဘာကြီးကိုပေးစရာဘာမှမရှိလို့အဲ့ဒီလိုဖြစ်တာဟာ MJ ရဲ့အပြစ်လည်းမဟုတ်ဘူးစာအုပ်ရဲ့အပြစ်လည်းမဟုတ်ဘူးကျွန်တော်အခန်းပေါ်ရဲ့အပြစ်ပဲကျွန်တော်အနေလန်းကိုဘာကြောင့်မရွေးရတာလဲဆိုတော့ပထမအချက်အနေနဲ့ကျွန်တော်ရဲ့အချိန်တွေကိုတာမန်လောက်နဲ့မယောင်းချခြင်းလို့ပါအချိန်ဟာကျွန်တော်မှာရှိတဲ့အဖို့တန်ဆုံးအရာကျွန်တော်ရဲ့အချိန်တွေကိုကျွန်တော်တန်ဖိုးထားတယ်နောက်ပြီးလောကကြီးကိုကျွန်တော်အကောင်းဆုံးအရာတွေပေးနိုင်တယ်ဆိုတာသိနေလို့ပါတစ်နှစ်လုံးမှာမှ9%ဆိုတဲ့အကျိုးအမြတ်ကအရန်ကိုနည်းလွန်းပါတယ်ကျွန်တော်အတွေ့အကြုံရပြောရမယ်ဆိုရင်ပြီးခဲ့တဲ့တစ်နှစ်ကကျွန်တော်ရင်းနှီးမြှုပ်နှံလိုက်တဲ့ success မိုးလုပ်ငန်းနဲ့လူတွေကိုအောင်မြင်အောင်ကူညီပေးနိုင်ခဲ့တဲ့အတွက်ရလက်အနေနဲ့1000%ပြန်ရခဲ့တယ်ဒါက9%နဲ့စမယ်ဆိုရင်အများကြီးကွာခြားပါတယ်
ကျွန်တော်ရဲ့အောင်မြင်ခြင်းအတွေးခေါ်ဆိုတဲ့ထုတ်ကုန်ကဘယ်တော့မှရော့မသွားပါဘူးအဲ့ဒီအရာဖြစ်လာဖို့ကျွန်တော်ရဲ့အချိန်တွေကိုတင်ယူခြင်းမှာကုန်ဆုံးစေခဲ့တယ်အဲ့ဒီရလဒ်အနေနဲ့အတိုင်းစားမရှိတဲ့ကြီးထွားတဲ့အောင်မြင်မှုကိုရလာခဲ့တယ်တလားတလားကိုလုပ်ငန်းနှစ်ဆတိုးတက်အောင်မြင်နေတယ်ဒါပေမဲ့မိတ်ဆွေရဲ့လစာကိုနှစ်ဆတိုးအောင်မိတ်ဆွေလုံနိုင်လားမိတ်ဆွေရဲ့တထေးစီကိုသွားပြီးကျွန်တော်အခုလ2သိန်းရတယ်နောက်လကိုကျွန်တော်4သိန်းလိုချင်ပါတယ်လို့သွားပြောကြည့်လေရမလားလို့ဒါပေမဲ့လည်းစိတ်မကောင်းစွာနဲ့ပဲလူတော်တော်များများကအနှေးလန်းနဲ့ပဲကိုက်ညီတဲ့အရေးချင်းတွေရှိကြတယ်ဒီလိုပြောလို့အမြန်လန်းကိုရှောက်ဖို့မဖြစ်နိုင်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးအမြန်လန်းကိုရှောက်နိုင်ဖို့မိတ်ဆွေမျက်စိဖွင့်နားကိုဆွင့်ရမယ်အကောင်းမြင်စိတ်မွေးရမယ်အခွင့်အလန်းတွေကိုလက်ခံနိုင်စွမ်းရှိရမယ်ပြီးရင်လောကကြီးကိုဒီအခွင့်အလန်းတွေနဲ့ဘယ်လိုကောင်းကျိုးပြုရမလဲဆိုတာကိုစဉ်းစားရမယ်တွေးတောရမယ်သင်ယူရမယ်မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာအခွင့်အလန်းမျိုးစုံရှိပါလိမ့်မယ်နားဆွင့်မျက်စိဖွင့်ထားဖို့တော့လိုပါတယ်မိတ်ဆွေမှတ်ထားရမှာကလူတွေကိုများများကူညီနိုင်မဲ့အခွင့်အလန်းဖြစ်လေလေမိတ်ဆွေများများအောင်မြင်လေလေပါပဲဒါကြောင့်ပဲဘေဂိတ်တို့မက်ဇူကာဘက်တို့ကချမ်းသာပြီးစတိုးဆိုင်ကအယောင်စီးမားကမချမ်းသာတာပေါ့အဖြေကရှင်းပါတယ်ဘေဂိတ်တို့မက်ဇူကာဘက်တို့ကလူတွေအများကြီးကိုအဖိုးတန်တာတွေပေးစွမ်းနိုင်တယ်အယောင်စီးမားကဘေဂိတ်တို့မက်ဇူကာဘက်တို့လို့မပေးနိုင်ဘူးလေနောက်ဆုံးအနေနဲ့မှတ်ထားပေးပါအမြန်လန်းကိုရှောက်ချင်ရင်လောကကြီးကိုအကောင်းဆုံးအရာတွေပေးချင်ရင်စာများများဖတ်ပါအောင်မြင်တဲ့သူတွေစီမှာတင်ယူပါများများနားထောင်ပါပြီးရင်များများပြန်လဲမျှဝေပေးပါလို့ပြောချင်ပါတယ်အရေးကြီးဆုံးမှာကျင်တာက TV ကြည့်မဲ့အချိန်တွေ VR တိုင်းသွားမဲ့အချိန်တွေကိုလျှော့ပါအားလုံးပဲအောင်မြင်ကြပါစေလို့ဆုတောင်းပေးပါတယ်